TV ထဲကနေတခုခုထွက်လာအဲ့ဒီညတော့ကျွန်တော်ဒီတိုင်းပဲ TV ကြည့်နေခဲ့တာပေါ့ကျွန်တော် TV ကြည့်နေရင်ပြင်းလို့မုံစားမယ်ဆိုပြီးမုံလေးသွားယူရင်းပါပဲ TV ဖွင့်တဲ့အတန်းကြားပဲပဲကျွန်တော်ပြင်ထွက်ကြည့်လိုက်တော့ TV ကပိတ်နေတယ်အဲ့ဒါကျွန်တော်လည်းထင်အောင်ဒီမှာဖြစ်တယ်ဆိုပြီးဒီတိုင်းပဲ TV ပဲပြန်ကြည့်နေခဲ့တယ်ပေါ့ဒါပေမဲ့မီးလောင်းကဆက်ချိုရင်းလို့ဖြစ်ပြီးမိတ်တုံစားပြီးဖြစ်လာကျွန်တော်လည်းဗာများမှားနေလဲဆိုပြီးတွားကြည့်ဖို့လုပ်တယ်ပေါ့တွားကြည့်လို့ဒီလိုပဲကျွန်တော်လေးမီးချောင်းပြင်ပြီးရတယ်အောက်ပြန်ဆင်းလာပြီးပုံမှန်တိုင်းပဲ TV ပြန်ကြည့်နေခဲ့တယ်အေးလူတချင်းလေးနားတော့ရင် chill မယ်ဆိုရင်းနဲ့ပဲဘူမမှန်တာတွေကစဖြစ်တော့တာဒါပေမဲ့ TV ထဲကနေကျွန်တော်ရဲ့ TV လေးကိုသွားပြီးကျွန်တော်ကြောက်အားလန့်နဲ့အပေါ်တက်ပြေးခဲ့တာမှသူနဲ့တွေ့တာကျွန်တော်လေးရေချိုးသားနဲ့ဝင်ပုံးခဲ့